မင်္ဂလာပါရှင်ဒီနေ့မှာတော့ remote ကထွက်တဲ့ BT910 earbud ရဲ့အသုံးပြုနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဖုန်းနဲ့ Bluetooth ကိုဖွင့်ပြီးတော့ BT910 နဲ့အရင်ဆုံးချိတ်ဆက်ပေးပါတချင်းရဲ့ချင်ဘယ်ဘက်သုံးဖို့ညာဘက်ကို2ချက်နှိပ်ပါနောက်ထပ်တချင်းကိုကြောကျင်နေဆိုရင်ညာဘက်ကို3ချက်နှိပ်ပါအရှိရတချင်းကိုပြန်ရောက်ချင်နေဆိုရင်တော့ဘယ်ဘက်ကို3ချက်နှိပ်ပေးပါအတန်ကျချင်နေဆိုရင်ဘယ်ဘက်သုံးဖို့ညာဘက်ရဲ့တက်ဆန်စာလေးကိုအပေါ်ဆွဲတင်ပေးပါအတန်လို့ချင်နေဆိုရင်တော့အောက်ကိုဆွဲချပေးပါဂိမ်းမုန်းနဲ့ music မုတ်ပြောင်းကျင်နေဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို4ချက်နှိပ်ပါခေါ်စီကိုဖွင့်ကျင်နေဆိုရင်ဘယ်ဘက်ကို2စက္ကန့်လောက်ဖိထားပေးပါ ANC မုတ်နဲ့ transparency မုတ်ပြောင်းကျင်နေဆိုရင်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါဖုန်းကိဖုန်းချလုပ်ချင်နေဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပါဖုန်းလာတာကို cancel ကျင်နေဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါ case ကိုအားသွင်းလိုက်ရင်တော့လိမ်မောင်အောင်မီးလေးရမိတ်တုံလေးနေမှာဖြစ်ပြီးတော့အားပြေသွားပြီဆိုရင်တော့ငြိမ်သွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်